ငါအရင်ပြင်မှန်းလာပြင်မှန်းနေဟုတ်လားပြင်မှန်းမှာပေါ့ကျမရှိရင်မရင်ငယ်မှမဟုတ်တာခင်တီးတာမင်းဘသူပြောတဲ့စကားတွေကိုယုံကြည်ပြီးတော့ငါ့ကိုလာဆွဆွဲနေရတယ်ကြည့်ရှင်းဟာမနဲ့ရှင်းနဲ့ပလူးနေရဲ့ပုံရှင်းမျက်လုံးနဲ့ရှင်းမြင်အောင်ကြည့်မမြင်ရသေးဘူးဆိုထက်ကြည့်ဟုတ်တယ်ကွာဟုတ်တယ်အဲ့တော့မင်းကဘာဖြစ်ချင်လဲဘာပြောလဲပြောလိုက်စမ်းဟယ်လိုမောင်ဟယ်လိုမမောင်အိမ်နေပြီလားမအေးသေးပါဘူးမဖုန်းမဆောင်နေရမောင်မလေးမောင်အရင်လွမ်းတာပဲသိလားတကယ်ကြီးလွမ်းတာမောင်ရဲ့ဟောလေမောင်အရင်လွမ်းတာပဲသိလားအော်ဒါနဲ့လေမောင်မနေ့ပြန်ရုံးပိတ်တယ်မောင်နဲ့မနဲ့တွေ့နေကြဆိုင်မှာမနေ့ပြန်တွေ့ကြမယ်လीနော်ဝမ်းသာလိုက်တာမောင်ရဲ့မလေးမနေ့ပြန်ကြည့်တော့မဆောင်ကျင်တော့ဘူးမောင်နဲ့အရင်ကိုတွေ့ကျင်နေပြီဟာဆိုလို့ရှိရင်မနေ့ပြန်ကြရင်တွေ့မယ်နော်မောင်အရင်ချစ်တယ်အရင်ချစ်တယ်မအဘွားနော် Good night မောင်အဘွား Good night ပါဟယ်လိုလေဘာကြော်စွာတခြားမိမကြောက်ကိုကားပေါ်တင်သွားရဟုတ်လားတေချာလားလေရှင်ဘေးကပြန်လာတယ်ရုံးကပြန်လာလေရုံးကပြန်လာတိုင်းတနေ့မိမိရဲ့မိကိုနေကိုဖိရတာငါအရင်ပြင်မှန်းလာပြင်မှန်းနေဟုတ်လားပြင်မှန်းမှာပေါ့ကျမရှိရင်မရင်ငယ်မှမဟုတ်တာခင်တီးတာမင်းဘသူပြောတဲ့စကားတွေကိုယုံကြည်ပြီးတော့ငါ့ကိုလာဆွဆွဲနေရတယ်ကြည့်ရှင်းဟာမနဲ့ရှင်းနဲ့ပလူးနေရဲ့ပုံရှင်းမျက်လုံးနဲ့ရှင်းမြင်အောင်ကြည့်မမြင်ရသေးဘူးဆိုထက်ကြည့်ဟုတ်တယ်ကွာဟုတ်တယ်အဲ့တော့မင်းကဘာဖြစ်ချင်လဲဘာပြောလဲပြောလိုက်စမ်းဟုတ်တယ်ငါမောင်ကိုချစ်တယ်တိုက်ကိုချစ်တာမင်းကြောင့်ငါတနေ့စိတ်ပင်ပန်းရတာပဲရှိတယ်မင်းကြောင့်ငါတိတ်ရဲ့ကလေးမှာစိတ်ချမ်းသာရတယ်ဆိုတော့မရှိခဲ့ဘူးငါ့ကိုအမြဲတမ်းပြောအောင်ထားတယ်တော်စမ်းပါရှေ့အရှိမရင်ငယ်ထားချင်တော့ကျွန်တော်လာပြီးပြစ်ပုတ်ချမနေပါနဲ့ရှုပ်စရာကောင်းတယ်ရှင်တယောက်ကျမတခုပြောထားလိုက်မယ်နော်ကျမတို့မျိုးရိုးထဲမှာအိမ်တော်ကွဲတယ်ဆိုတော့မရှိဘူးရှစ်ဟာမောင်ရှေ့ကိုယ်ကပြက်ဖြတ်တာကျမနဲ့တွေ့ရင်တော့သိပဲမှန်
你把啥了？ ငါလည်းမသိဘူးငါသိတာငါမောင်ချစ်တယ်ငါမောင်အရင်ချစ်တယ်မောင်ငါ့ကိုဘာစိတ်ဆိုးနေရလဲတော့မသိဘူးမောင်ငါ့ဆက်သွယ်ဖြတ်တာရသူ့ဖုန်းနဲ့ဆက်ပိတ်တာရမောင်ဖုန်းဆက်ပိတ်တာငါယူတော့ယူချင်တာဗျာမတပြီနေမောင်တကယ်ချင်းတီးဟာနဲ့တည်ရမလားငါတီးဟာဖုန်းနဲ့မပေးပါလားငါတော့ကနေတစင်းမောင်ဆက်သွယ်ချလို့ပါတကယ်ချင်းနော် 40 250 2000 Hello ဘယ်သူပါလဲ ဟယ်လိုတီးဟာလာရင်အမမီမီပါ အော်ဟုတ်ကဲ့အမပြောပါဗျာဘာကိစ္စရှိလို့လဲမသိဘူး မောင်ကလေဟိုအမကိုအဆက်အသွယ်ဖြတ်ထားတယ်မောင်ဖုန်းလည်းပိတ်ထားတယ်အဲ့ဒါအခုတီးဟာပေမှာမောင်မျက်ရှိလာလို့ပါဟိုတီးဟာပေမှာအခုမောင်ရှိရမလားယင် အခုကျွန်တော်ပြမတော့မရှိဘူးဗျဒါပေမဲ့လေအမကိုကျွန်တော်ဘယ်လိုပြောရမှန်းမသိဘူးဗျာကျော်တော့မှာအိမ်အောင်ရှိတယ်ဗျ ဒီဟာမောင်စနေတာမလားဟိုမောင်ဘေးမှာရှိရမလားဟိုမောင်ဖုန်းပေးပါနော်အမလေးမောင်နဲ့ဖုန်းပြောချင်လို့ပါဒီဟာရဲ့အကူညီပေးပါနော် ဟုတ်ကျွန်တော်စနေတာမဟုတ်ဘူးဟာလေအမားတို့ဒီတော့အချိန်ကြီးကြောက်ကောင်းမယ်ဆိုတော့ကျွန်တော်မသိလို့ပါအဲ့လိုသာဘာဖြစ်မယ်ဆိုရင်ကျွန်တော်အစောကြီးနဲ့ပြောခဲ့ပါတယ်ဗျာ တရားပြောနေတာတကယ်ပဲလားမမတကယ်အိမ်တော်ရှိနေရလား တကယ်ပါအမရဲ့တကယ်ကိုသူ့မှာအိမ်တော်ရှိတာပါသူ့အမျိုးသမီးနာမည်ကခင်တီတာတဲ့ပြီးတော့သူတို့ကဟိုးငယ်လေးနဲ့တငယ်ချင်းတွေ အိမ်တော်မရှိပါဘူးမဖြစ်ရဘူးHello, Mom. Mama, dia mama saya tak bisa dah le mau ya. Mama mau mama. Tapi dia biar cuma minum le. No, mama le. Mama kena lah dia tu je dah mau ya. Mama kena lah le dia. Lah dia bebas no mau no. မနေ့ဖြန်မောင်တို့တွေ့နေကြဆိုင်မှာမနေ့9 နာရီတွေ့ကြမယ်နော်